အဲ့ပေါ့သူကတော့ကျွန်တော်ကြည့်ဖြစ်တာပေါ့လေသေချာလေးကြည့်ပြီးတော့သူ့ရဲ့စူးစမ်းအထောက်မှုတွေတော့ကျွန်တော် appreciate လုပ်ရတာပေါ့လုပ်တော့လေသူ့အတွက်ကပို့ပြီးရင်ခေါ်ရတာပေါ့လေဒီနေ့ကကျွန်တော်တို့ဒါရိုးရအစားတောက်တွေဒါရည်ကြည်မှုဖလှယ်ကြတဲ့ပွဲဆိုတော့ကျွန်တော်တို့ကအဲ့ support လာလုပ်တာပေါ့ပြီးတော့ဒီဂျပန်ရဲ့ရည်ကြည်မှုနဲ့သူ့ရဲ့ရိုးရအစားအစာလေးကိုလည်းကျွန်တော်တို့ကအဲ့လိုနှစ်သက်တဲ့ထဲပါတယ်မြန်မာစားစာလေးလည်းနှစ်သက်တဲ့ပါတော့ဒီပွဲလေးတက်ပြီးဖြစ်တယ်ပေါ့ချစ်စရာကောင်းပါတယ်ကျွန်တော်တို့ဒါတိမ်မွေးတဲ့ကူလူဆက်ဆံမှုပါပဲဒါကျွန်တော်တို့ဒီအစားအသောက်လေးတွေကလည်းတကယ်ကိုကျွန်တော်တို့နိုင်ငံရဲ့လည်းတကယ်ရိုးရအစားအသောက်လေးပါလို့ဂျပန်လည်းရိုးရအစားအသောက်လေးဆိုတော့ပွဲလေးကချစ်စရာကောင်းပါဗျရေကုန်တန်းကတော့အားလုံးအတွက်ပေါ့ကိုလုပ်ဖို့ကိုင်းပဲမောင်နှမတွေအားလုံးအတွက်ညီကိုတွေအားလုံးအတွက်ရင်ခုန်ပါတယ်ဒါသူ့ကြုံထက်မြက်တဲ့လူရတဲ့လူတွေရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ကျွန်တော်နေ့တိုင်းကတော့ရင်ခုန်နေဆိုတာတဲ့ဘယ်လိုခေါ်မလဲအများတန်းအဲ့ဒီပွဲလေးကိုရောက်လို့ရှိရင်နည်းနည်းရင်ထဲမှာအဲ့လိုမျိုးခံစားမှုတစ်မျိုးဖြစ်တယ်ပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်တို့ကျင်လည်နေတဲ့အမှုပညာရဝင်းရဲ့အထူးပြုတဲ့ပွဲလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့အဲ့အချိန်ခါရောက်ရင်ရင်ထဲမှာလက်လေးရှိတယ်ပေါ့ဗျာသူကတော့ကျွန်တော်ကြည့်ဖြစ်တာပေါ့လေသေချာလေးကြည့်ပြီးတော့သူ့ရဲ့စူးစမ်းအထောက်မှုတွေတော့ကျွန်တော် appreciate လုပ်ရတာပေါ့လုပ်တော့လေသူ့အတွက်ကပို့ပြီးရင်ခေါ်ရတာပေါ့ character ရကတော့သူ့ရဲ့တူဦးတဲ့ character ရတော့မြက်လက်တက်ကတော့ character ပိုရောက်သူ့အတွက်ပို့ပြီးတော့လုတ်ပိုင်ခွင့်နဲ့ပေးသက်ရင်လည်းရောက်အောင်လုတ်ပြခွင့်ပို့တီမီရှိတဲ့ကားလို့တော့ပြောချင်တယ်အေးပေါ့ရရင်တော့အသိန်းရပို့ပြီးတော့အဆင်ပြေရပါလိမ့်သူ့အတွက်ကတော့အသိန်း character လေးကတော့သူ့ရဲ့ဒီဘဝဒီ timeline ထဲမှာတော့မမတ်ရရှိနေမှာ character တစ်ခုလို့တော့ကျွန်တော်ပြောချင်ပါတယ်။ဘာပြောကျွန်တော်တို့2026ဆိုနှစ်သစ်တစ်ခုရောက်ပြီပေါ့လေ။နှစ်သစ်မှာကျွန်တော်တို့ညီမချက်တွေမျှော်လင့်ချက်တွေစီးပွားရေးကျန်းမာရေးအားလုံးအဆက်အစပ်ရအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။